Hello ကိုကိုတဲတငယ်ချင်းတယောက်နဲ့အဆိုင်မပြီးသေးလို့တူတူလာလောက်တာဟာစိတ်ချပြန်လာခဲ့မယ်နော်စောစောဒါပဲနော် ဘာဖြစ်နေရတော့လို့မေးရော ဘာဖြစ်ရမှာလဲကွာအဲ့ကောင်မလေးကိုစောက်ရချစ်နေပြီလေကွာဘာအဲ့ကောင်မလေးရေးလဲကျွေးနေပြီသားကြီးရဲ့ ခေမင်းဘာမှမဟုတ်တာမေးလိုက်စမ်းပါလို့ ဘယ်မှငါမေးလို့မရဘူးလေ ယောက်ျားရေထမင်းစားလို့ရပြီ လာပြီမိမရေ ငါမှကောင်းလေးရှိတယ် ဘာမှမကောင်းဘူး ဘယ်လိုလုပ်ကြ ငါတို့ခိုးတော့ကြမယ် โอเคလေငါတို့ခိုးတက်ကြအောင် ဟဲ့ခိုးကားနေတယ်ဗောဟိုကနေဘဲမလားမိတ်ဆက်ပေး ဘဲရတာငါဘဲရမှာလဲငါဘဲမသိအောင်ခိုးလာတာနင်လည်းငါဒီမှာရှိရဆိုတော့ဘာမှမပြောနဲ့နော်